အလုံးမဲမင်္ဂလာများတောက်ကြနေညရဲ့ပွဲကြီးပွဲကောင်းတွေထဲမှာပွဲစဉ်တချို့ကိုကျွန်တော်အနေနဲ့ရွေးချက်သုံးသပ်မှုလေးပြုလုပ်ပေးသွားခြင်းပါတယ်ခင်ဗျာပထမဦးဆုံးပွဲတစ်ပွဲရတော့ကျွန်တော်တို့ဒါမြန်မာစံတော်ချိန်7နှစ်ခွဲမှာရှင်ပြိုင်ကစားမယ်မိုနာကိုနဲ့လိုလီယန်အသင်းတို့ရဲ့ပြင်သစ်လီဂူပွဲစဉ်လေးပဲဖြစ်ပါတယ်အိမ်ရှင်မိုနာကိုကနေတော့1ပေါင်း30နဲ့စတီကြီးမှာ9ပေါင်းကြီးရ3D ဆိုပြီးတော့ဖွင့်လာပေးတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့လက်ရှိဒီနှစ်သင်းရဲ့အမှတ်ပေးစရာရက်တည်မှုမှာဆိုလို့ရှိရင်တော့ကျွန်တော်မိုနာကိုအသင်းကကိုပွဲကစားပြရတဲ့အချိန်မှာကျွန်တော်တို့ဒါကိုအဆင့်6မှာရက်တည်နေပြီးတော့18ပွဲကစားပြရတဲ့အချိန်မှာ9ပွဲနိုင်2ပွဲတည်10ပွဲရှုံးထားပြီးတော့ရာကို29ကိုပေးကိုကလည်း30ဒီခွင့်ပြုထားတာတွေ့ရပါတယ်အဲ့တော့လိုလီယန်အသင်းကိုကြည့်မယ်ဆိုရင်လိုလီယန်အသင်းအဆင့်7မှာရက်တည်နေပြီးတော့ရမှတ်19မှတ်နဲ့ပေါ့လေဒါကျွန်တော်18ပွဲကစားပြရတဲ့အချိန်မှာ4ပွဲနိုင်9ပွဲတည်6ပွဲရှုံးထားပါတယ်သူရှုံးထားတဲ့6ပွဲရဆိုလို့ရှိရင်ကျွန်တော်ဝေးကွင်းမှာဆိုလို့ရှိရင်လေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့လေဒါအဝေးကွင်းမှာ9ပွဲထိပါတာလည်းတွေ့ရပါတယ်ဒီလိုလီယန်အသင်းရဆိုလို့ရှိရင်သူလက်ရှိရထားတဲ့အမှတ်က19မှတ်မှာဆိုလို့ရှိရင်သူကအိမ်ကွင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါပြောမယ်ဆိုရင်16မှတ်လောက်ထိစုဆောင်းထားနိုင်တာတွေ့ရတယ်အိမ်ကွင်းအပြုတ်ကစားတဲ့အသင်းပေါ့လေဝေးကွင်းမှာဆိုတော်တော်လေးညံ့ပါတယ်ဒါဂိုးကလည်းကျွန်တော်ဝေးကွင်းမှာဆို2ဂိုးတည်းတွင်းထားနိုင်တာကိုလည်းတွေ့ရတယ်ပေါ့လေဒါ14ဂိုးထိခွင့်ပြုထားရတာကိုလည်းတွေ့ရပါတယ်အဲ့တော့မိုနာကိုရဲ့အိမ်ကွင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်မိုနာကိုတဲ့အိမ်ကွင်းမှာမစိုးလို့တော့ပြောလို့ရပါတယ်ဒါ9ပွဲစားပြီးရတဲ့အချိန်မှာ5ပွဲနိုင်တပွဲတည်3ပွဲရှုံးရာကို19ကိုပေးကို15ကိုနဲ့ဒါကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအိမ်ခွင်းမစိုးဘူးလို့လည်းပြောလို့ရရပါလေဒီနှစ်တင်းရဲ့ဟတ်တူကထိတ်ထိတ်တွတ်ဆုံမှုတွေကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါနောက်ဆုံး5ချိန်လုံးမှာဂိုးပေါ်ထားတာကိုလည်းတွေ့ရရပါလေ2-2-2-2နဲ့ဒါ3ချိန်စီတည်ကြလာပြီးတော့မိုနာကိုကဒါသူ့ရဲ့အိမ်ခွင်းမှာ31ဆိုတဲ့တပွဲနိုင်တာလို့လိုလီယန်လည်းပြီးခဲ့တဲ့ဒါပထမအကြော့မှာဆိုလို့ရှိရင်ကျွန်တော်တို့31ဆိုတဲ့ရလန်မိုနာကိုပြန်ပြီးတော့နိုင်ထားတာကိုလည်းတွေ့ရတယ်ပေါ့လေအဲ့တော့နောက်ဆုံးကားရဖောင်5ပွဲစီကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမိုနာကိုတင်းကနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်သူ3ပွဲနိုင်2ပွဲရှုံးထားပြီးတော့ဒါကျွန်တော်တို့ပြင်သစ်လီဂူမှာဆိုလို့ရှိရင်လည်းဒါအိမ်ကွင်းမှာတပွဲဝေးကွင်းမှာတပွဲနောက်ဆုံး5ပွဲထဲမှာဆိုလို့2ပွဲဘတ်တူပဲရှုံးထားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့လေအဲ့တော့လိုလီယန်တင်းကြည့်မယ်ဆိုနောက်ဆုံး5ပွဲမှာလိုလီယန်တင်းကရှုံးပွဲလုံးဝမရှိတာတည်းတဲ့အသင်းပေါ့လေဒါ3ပွဲနိုင်ပြီးတော့2ပွဲသိရကြထားတာကိုလည်းတွေ့ရပါတယ်ပြန်ပွဲဆို5ပွဲမှာရှုံးပွဲမရှိထားသေးတဲ့လိုလီယန်လည်းဖြစ်တယ်ပေါ့လေအဲ့တော့ဒီနေ့ပေါက်ကြီးမှာကြည့်ပြီးတော့ကျွန်တော်ကတော့ဒီမိုနာကိုနဲ့လိုလီယန်အသင်းမှာဆိုလို့ရှိရင်ကျွန်တော်မိုနာကိုအိမ်ကွင်းမှာ2ပွဲစတိုက်တော့ရှုံးပွဲမတွေ့နိုင်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့လေဒါကြောင့်မို့လို့1ပေါင်း30မှာဆိုလို့ရှိရင်မိုနာကိုဘော်ရီကိုကြိုက်ပါတယ်9ပေါင်းပေါ်လည်းကြိုက်ပါတယ်ခင်ဗျာနောက်တစ်သင်းကတော့ကျွန်တော်တို့ဒါစီးရီးပွဲစဉ်တစ်ပွဲဖြစ်တဲ့ပီဇာနဲ့အတ္တလန်တာတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်လက်ရှိပေါက်ကြီးမှာဆိုလို့ရှိရင်ဒါစတီကြီးမှာအဝေးကွင်းအတ္တလန်တာကနေ1ပေါင်း30နဲ့ဒါကျွန်တော်တို့ကိုပေါင်းကြီးနှလုံးအနှုတ်90ဆိုပြီးတော့ဖွင့်လာပေးတာလည်းတွေ့ရပါတယ်။နားနီးရင်တော့ကြီးတွေပဲပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။လက်ရှိပီဇာနဲ့အတ္တလန်တာတို့ရဲ့စွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်တော့အမှတ်ပေးစရာမှာဆိုလို့ရှိရင်ဒါအတ္တလန်တာကတော့31မှတ်နဲ့အဆင့်9နေရာမှာရပ်တည်နေပြီးတော့ကျွန်တော်တို့ပီဇာကတော့တန်းစင်းဆောင်ထဲမှာအဆင့်ဒါ19မှာရပ်တည်နေတာလည်းတွေ့ရပါတယ်။ဒီအသင်းရဲ့ထူးခြားချက်တစ်ခုကဒီအသင်းကတည်ရည်များတာလည်းဖြစ်တယ်ပေါ့လေ။ပွဲ20ကစားပြီးရတဲ့အချိန်မှာသူ့အနေနဲ့ဒါရှုံးပွဲတော့9ပွဲတည်းကြုံတွေ့ထားရပြီးတော့ကျွန်တော်တည်ရည်10ပွဲထိကစားထားတာကိုလည်းတွေ့ရပါတယ်နိုင်ပွဲဆိုလို့တပွဲတည်းရထားတာကိုလည်းတွေ့ရပါတယ်အဲ့နိုင်ပွဲကတော့သူ့ရဲ့အိမ်ကွင်းမှာဖြစ်တယ်ပေါ့လေအိမ်ကွင်းမှာသူ့ရဲ့အိမ်ကွင်းမှာနိုင်ပြီးတော့ဒါအဲ့နိုင်ပွဲတပွဲတည်းရထားတာဖြစ်ပါတယ်အိမ်ကွင်းစမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပီဇာတင်းရဆိုလို့ရှိရင်အိမ်ကွင်း10ပွဲမှာဆိုတပွဲနိုင်3ပွဲတီ6ပွဲတီရှုံးထားပြီးတော့ကျွန်တော်တို့ရာကိုကလည်းတကိုးတည်းရထားတာကိုလည်းတွေ့ရပါတယ်ပေးကိုကတော့ကျွန်တော်10ကိုတီခွင့်ပြုထားတာကိုတွေ့ရတယ်ပေါ့လေအဲ့တော့ဒီတင်းရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့ဒီတင်းရဆိုလို့ရှိရင်ကျွန်တော်အိမ်ခွင်းရလက်တွေမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါတိတ်ပြီးတော့ဟိုမစိုးလို့ပြောလို့ရလာစီယိုတို့ဒါပြောမယ်ဆိုလို့ရှိရင်အိမ်ခွင်းမှာတည်ရည်စီးစီးဆိုရရလန်တည်ရည်ကစားထားတာကိုတွေ့ရတယ်ပြီးတော့ဖီယိုယင်ဒီနာတို့ပေါ့လေဒီလိုအသင်းမျိုးတွေကိုဒါတည်ရည်ကစားထားတာကိုတွေ့ရပြီးတော့ဒီဟတ်တူရဲ့ထိတ်ထိတ်တွဲဆုံမှုမှာဆိုလို့ရှိရင်အတ္တလန်တာနဲ့ပထမကြော်တော့1-1ဆိုပြီးတည်ရည်ကစားထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်လက်ရှိပီဇာသင်းရလိုက်တာတန်းစင်းဆောင်ကနေရုံးဖို့လိုအပ်နေပြီးတော့ဒါကျွန်တော်အတ္တလန်တာအသင်းရလဲသူ့အနေနဲ့ဥရောပဝင်ခွင့်တနေရာအတွက်အမှတ်လိုအပ်နေတာလည်းဖြစ်ပါတယ်လက်ရှိဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအစင်လေးကဂျူပင်တက်ကဆိုလို့ရှိရင်လည်းကျွန်တော်10မှတ်လောက်ထိသူ့ဖြတ်ထားတာတွေ့ရတယ်ပေါ့လေဒါကြောင့်မို့လို့ကျွန်တော်တို့နောက်ကဒါဘိုလောနာတို့ကလည်းဒီလာဇီယိုတို့ကလည်းသူ့အမှတ်လိုက်ပြီးတော့ကတ်လာပြီးဖြစ်တဲ့အတွက်ကြောင့်မို့အတ္တလန်တာအနေနဲ့မဖြစ်မနေဒါဥရောပဝင်ခွင့်တနေရာရဖို့အတွက်ဆိုရင်နိုင်ပွဲတွေလိုအပ်နေတာလည်းဖြစ်ပါတယ်ဒီနေ့1ပေါင်း30မှာတော့ကျွန်တော်တို့ဒါအတ္တလန်တာရဲ့ဘော်ဒီနဲ့ပဲဆွန်စားခြင်းပါတယ်ဗျာနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါစပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့အစပန်ဂျိုနဲ့ဂျီရိုနာတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအိရှင်အစပန်ဂျိုအသင်းကနေပြီးတော့
လေဘယ်အပြည့်ရှုံးတဲ့ကိုပေါင်းချင်းနှလုံးအနှုတ်60ဆိုပြီးတော့ဖွင့်လာပေးတာလည်းတွေ့ရပါတယ်ဒီနှစ်သင်းရဲ့ကျွန်တော်လက်ရှိအမှတ်ပေးစရာရက်တည်မှုမှာဆိုလို့ရှိရင်တော့အပန်ညိုကတော့တော်တော်လေးအခြေအနေကောင်းနေတာပေါ့လေသူကတော့ဥရောပဝင်ခွင့်တနေရာအတွက်အခြေအနေတော်တော်ကောင်းနေလက်ရှိဆိုလို့ရှိရင်လည်းအဆင့်5မှာ34မှတ်နဲ့ရက်တည်နေတာဖြစ်ပြီးတော့အဆင့်4ရ80ကိုမထွေးနဲ့ဆို4မှတ်ထဲကွာတာလည်းဖြစ်ပါတယ်ကျွန်တော်ဂျီရိုနာတော့ဒါသူ့အနေနဲ့တန်းစင်းဆောင်ကနေလွတ်မြောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့ဒါစိတ်ပူစရာမရှိတော့ပါဘူးသူကတော့ဒါလက်ရှိမှာဆိုရင်တန်းစင်းဆောင်နဲ့4မှတ်လောက်ထိကွာနေတာဖြစ်တယ်ပေါ့လေဒါအပေါ်ပိုင်းမှာအဆင့်73မှာရက်တည်နေတော့ရမှတ်21မှတ်ရရှိထားတာကိုလည်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်တင်းရဲ့ကျွန်တော်အိမ်ခွင်းဝှေးခွင်းစမ်းဆောင်ရေးကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအစပန်ညိုဟာဆိုလို့ရှိရင်တော့ဒီရာဒီမှာဆိုလို့ရင်အိမ်ခွင်းမှာမစိုးလို့ပြောလို့ရပါတယ်သူရရှိထားတဲ့အမှတ်ဆိုလို့ရှိရင်16မှတ်ကဒါအိမ်ခွင်းမှာရထားတာဖြစ်ပြီးတော့10ပွဲကစားပြီးတဲ့အချိန်မှာ6ပွဲနိုင်1ပွဲတည်3ပွဲရှုံးထားပါတယ်အဲ့တော့ကျွန်တော်တို့ဂျီရိုနာရဲ့အဝေးခွင်းပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ဂျီရိုနာရဲ့အဝေးခွင်းစမ်းဆောင်ရေးရဆိုလို့ရှိရင်ကျွန်တော်တို့မစိုးလို့ပြောလို့ရပါတယ်6ပွဲမှာဆိုလို့2ပွဲနိုင်3ပွဲတည်4ပွဲပဲရှုံးထားတာကိုလည်းတွေ့ရပါတယ်အဲ့တော့ဟတ်တူကထိတ်ထိတ်တွဲဆုံမှုတွေကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး9ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အစပန်ဂျိုကဒီတစ်ခါမှနိုင်ထားတာကိုမတွေ့ရပါဘူးတပွဲသူဂျီရိုနာကတစ်ချိန်4-1ဆိုရရလက်နေနိုင်ကျန်တဲ့ပွဲတွေရော4ပွဲလုံး4ပွဲလုံးကတည်ကြထားတာကိုလည်းတွေ့ရတယ်ဗောလေအဲ့ဒီနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ကိုပေါင်းပေါ်ထားတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ4-1ဆိုတဲ့ရလက်နဲ့2024တုန်းကအဲ့ဒီတပွဲပဲဂိုးပေါ်ထားပြီးတော့ကျွန်တော်ကျန်တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဂိုးအောက်ထားတာတွေ့ရပါတယ်1-1လို့0-0လို့လိုပုံစံမျိုးနဲ့ပဲတွေ့ရတယ်ဗောလေဒီနေ့မှာကျွန်တော်ကတော့ဒီတကယ်လို့အစပန်ဂျိုနေနဲ့နိုင်မယ်ဆိုရင်တော့မှကျွန်တော်တို့1-0လောက်ပဲနိုင်ဖို့ရှိတယ်ဗောလေ1-0 1-1ဒီလောက်ပဲသွားဖို့များတယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အစပန်ဂျိုနဲ့ဒီဂျီရိုနာပွဲမှာတော့ဂျီရိုနာကလည်းကျွန်တော်တို့ဒါအဝေးကွင်းပွဲတွေဆိုလို့ရှိရင်မစိုးဘူးဗောလေနောက်ဆုံးနှစ်ပွဲစတိုက်မှာလည်းဆိုအဝေးကွင်းပွဲတွေမှာနိုင်ထားတာတွေ့ရပြီတော့ကျွန်တော်အိမ်ရှင်အစပန်ဂျိုကတော့ကျွန်တော်တို့နောက်ဆုံးသူ့ရဲ့အိမ်ကွင်းနှစ်ပွဲမှာဆိုလို့ရှိရင်လည်းဒါဘာစီလိုနာကို2-0ဆိုတဲ့ရလနဲ့ရှုံးထားတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တကယ်လို့ဘောလီကစားခြင်းနဲ့ဆိုလို့ရှိရင်အစပန်ဂျိုဘောလီကိုကြိုက်တယ်ဗောလေဒါဂိုးပေါင်းအောက်လည်းကြိုက်ပါတယ်ဒါဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒါအကြိုက်ဆုံးရွေးချယ်မှုလေးပဲဖြစ်ပါတယ်အကြိုက်တွင်တော့ယူတော့အကြိုက်မတွင်တော့လွတ်လပ်စွာဘက်ကန်နိုင်ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်